မင်္ဂလာပါဒီဗီဒီယိုကနေပြီးတော့ကျွန်တော်တငယ်ချင်းတို့ပြောချင်တာကတော့Gmail account ဖွင့်လေးတခုပေါ့နော်ကျွန်တော်မေးရလို့ရှိတယ်အရင်ကျွန်တော်ဗီဒီယိုဖိုင်တွေတင်ထည့်ဖို့တယ်ဒါပေမဲ့မရှင်းလင်းမှုဆိုပြီးတော့ကျွန်တော်ပြန်မေးရလို့ရှိတဲ့အတွက်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုရှင်းရှင်းလင်းလင်းနဲ့ဖြစ်အောင်ကျွန်တော်ပြောပြချင်လို့ပါကဲဒါဆိုစလိုက်ရအောင်နော်โอเคအရင်ဆုံးကကျွန်တော် Gmail လုပ်ဖို့အတွက်ကျွန်တော်ဒီမှာဖုန်းထဲမှာရှိတဲ့ browser တစ်ခုပေါ့နော် Google Chrome ရှိရင် Chrome မရှိရင်ဖုန်းထဲမှာ original ပါတဲ့ browser တစ်ခုနဲ့ဝင်ပါမယ်ဒီမှာကျွန်တော် Gmail ဆိုရိုက်ပြီးတော့အပေါ်ဆုံးမှာ create Gmail account ဆိုတာလေးကိုနှိပ်ပါ okay create an account ဆိုရင်ဒီလိုမျိုးပေါ်လာပါလိမ့်မယ်ဒါ Gmail အသက်ဖွင့်မယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးပေါ်တယ် first name last name နဲ့ user name နဲ့လို့ရှိရင် password နှစ်ခါရိုက်ကြရတယ်အဲ့တော့ဒါကိုအရင်ရိုက်ကြည့်အောင်နော်Okay first name ရိုက်မယ်ကျွန်တော် account တစ်ခုဖွင့်မှာဖြစ်တဲ့အတွက်ကိုတကယ်အသုံးမဲ့ရဲ့ account ရေးတာပိုကောင်းတယ်ပေါ့နော်ကျွန်တော်မှာတော့ကျွန်တော်နာမည် account တွေအများရှိနေတဲ့အတွက်ကျွန်တော် other name တစ်ခုနဲ့ကျွန်တော်ဖွင့်ပြပေးမှာဖြစ်တယ်အဲ့တော့ဒီမှာ TN design ပေါ့နော် Okay အဲ့တော့ဒီမှာ user name ကိုတတိထားရပါမယ် user name ဆိုတာကတော့ဒီအပေါ်ကနာမည်ပြန်ပိုင်းပိုကောင်းတာပေါ့နော် user name ရိုက်လို့ရှိရင်တော့ small letter ရိုက်ကြပါမယ်small letter အသေးတွေကိုတစ်ဆက်ထည့်ရိုက်ကမှာဖြစ်ပါတယ်ဒီမှာကျွန်တော်ကတော့ TN design content ဆိုပြီးကျွန်တော်ပေးလိုက်မယ်နော် Okay password ဒီမှာအရေးကြီးဆုံး password ဖြစ်ပါတယ် password ကလည်းကိုရေးပြီးသွားလို့ရှိရင်ပြတ်မှတ်ထားအောင်ပါ password ကိုမှတ်ထားမှရပါမှာOkayဒါလို့ရှိရင်ကျွန်တော် password ပေးပြီးပါရင်ပြီးရင် next ကိုသွားပါမယ် Okay next bar ကိုရောက်လို့ရှိရင်တော့သူကဒီမှာ password ကိုတင်မှားလာလို့မေးတယ်ကျွန်တော်တင်ထားလိုက်မယ်ပေါ့နော်ဒီမှာသူကဖုန်းနံပါတ်တစ်ခုထည့်ခိုင်းပါတယ်ကျွန်တော်ဒီမှာဖုန်းနံပါတ်တစ်လုံးထည့်ပါမယ်ဘာလို့ဒီဖုန်းနံပါတ်ထည့်ခိုင်းလဲဆိုတော့ Google ကနေပြီး activate ပေးတဲ့ကုန်းနံပါတ်ကိုဒီဖုန်းကိုပို့ပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီဖုန်းနံပါတ်ထဲကို Google နဲ့လှမ်းပြီးတော့ activate ကိုပို့လိုက်ဖြစ်တယ်အဲပို့လိုက်တဲ့ activate ကိုကျွန်တော်ဒီမှာရေးရမှာပါဒီထက်မှကျွန်တော်ဖြည့်ပေးရမှာအဲ့လိုဖြည့်လိုက်မှကျွန်တော်တို့ရဲ့ account က activate ဖြစ်ပြီးတော့တရားဝင်အသုံးပြုလို့ရသွားမှာဖြစ်ပါတယ် Okay အဲ့လိုမျိုးဖြည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ verify ဆိုတာနှိပ်ပေးလိုက်ပါ Okay နှိပ်ပြီးသွားလို့ရှိရင်တော့သူက recovery email address ကိုမေးပါတယ်မရှိလို့ရှိရင်မထည့်ပါဘူးမထည့်ဘဲနဲ့အောက်မှာကျွန်တော်တို့ရဲ့မွေးနေ့မွေးလာမွေးရက်ပေါ့နော်ဒါကိုကျွန်တော်အတိအကျထည့်ပေးရပါတယ်ထည့်ပြီးသွားလို့ရှိရင်အမျိုးသားအမျိုးသမီးရွေးပေးရပါတယ်ပြီးသွားလို့ရှိရင် next ကိုသွားပါဒီအဆင့်ရောက်လို့ရှိရင်တော့ကျွန်တော်တို့ yes I am နဲ့သွားလို့ရတယ် scan နဲ့သွားလို့ရတယ်အဆင့် PR နဲ့သွားပါတော့ကျွန်တော်တို့ scan နဲ့သွားလိုက်ပါမယ် Okay ပြီးရင်အောက်ဆုံးဒီလိုလေးဖြည့်ဖြည့်ဆင်လိုက်ပါဆင်လိုက်လို့ရှိရင်အောက်ဆုံးမှာ I agree ဆိုတာရှိပါတယ်ဒါကိုကျွန်တော်နှိပ်လိုက်မယ် Okay ဒါဆိုလို့ရှိရင်တော့ welcome to TN design ဆိုပြီးတော့ဒါကျွန်တော်ရဲ့ Gmail account တစ်ခုဖွင့်သွားပြီဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒါ Gmail service စမ်းသုံးလို့ရပြီဒါပေမဲ့ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ကျွန်တော် setting တွေဘာပြင်မှုတော့ရှိတာပေါ့နော်ဒါပေမဲ့ setting ပြင်တာကြတော့နောက်နေ့မှကျွန်တော်ပြောပြမယ်ဒီနေ့တော့ဒါ Gmail ရပြီဆိုလို့ရှိရင်ကျွန်တော် Gmail ကအဆင်ပြေမပြေဘူးခုနကဖွင့်ထားတဲ့နာမည်နဲ့ပေါ့နော်ကျွန်တော်ဒီဖုန်းထဲမှာပါတဲ့ Gmail ဆိုတဲ့ browser ဒီ Gmail ဆိုတဲ့ application ကနေပြီးတော့ကျွန်တော်ပြန်ဝင်ကြည့်မယ်application မှာဝင်ပြီးသားရှိခဲ့လို့ရှိရင်လည်းဒီအယုတ်လေးကိုနှိပ်လိုက်ပေါ့နော်နှိပ်ပြီးရတဲ့အဲ့ဒီအနာလာ account ဆိုပြီးတော့ Google ကနေဝင်မှာအစိုးရပေးခဲ့တဲ့ user name နဲ့ password ကိုမှတ်ထားမှာဖြစ်ပါတယ်ဒီမှာ Gmail နေရာလေးပေါ်လာခဲ့လို့ရှိရင်ခုနကတော့လောက်လိုက်တဲ့ TN design contact gmail.com စာလေးကိုရေးလိုက်ပါပြီးတော့ password ပေါ့နော် I agree ပါဒါဆိုလို့ရှိရင်တော့ဒီကျွန်တော်ရဲ့ Gmail က Gmail ဖွင့်လဲပြီးသွားပြီဒါ step by step ဖွင့်တာပေါ့နော် Gmail ဖွင့်ပြီးသွားပြီကျွန်တော်ရဲ့ Gmail application ကနေလည်းဒါအသုံးပြုလို့ရပါပြီနောက်နေ့မှာတော့profile ပုံချိန်တာတွေ setting ပြောင်းတာတွေကျွန်တော်ထပ်ပြီးတော့ပြောပြပေးပါမယ်အခုဒါဆိုဒီမှာ TN design contact gmail.com ဆိုတာကျွန်တော်စီရောက်လာပါပြီအရင်ဆုံး first message ကတော့ welcome to ဆိုပြီးတော့ message တစ်ခုရောက်လာပါလိမ့်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်သုံးလို့ရပြီပေါ့နော်ဒါကျွန်တော်အသုံးပြုလို့ရတဲ့ Gmail တစ်ခုပြီးသွားပါပြီOkay ဒါဆိုနောက်ရက်မှာနောက်ဗီဒီယိုနဲ့ပြန်တွေ့ကြမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်